ဒီနေ့တော့လေကျွန်တော်တို့အတူတူစမ်းစစ်ကြည့်ခြင်းနဲ့အကြောင်းအရာကနည်းနည်းလေးတော့စိတ်မကောင်းစရာကောင်းပါတယ်ထိုင်းနိုင်ငံချွမ်ဘူရီခရိုင်မှာဖြစ်သွားတဲ့ကိစ္စတစ်ခုပါဟုတ်ပါတယ်ခလေးထင်းကျောင်းတစ်ခုမှာအသက်10လပဲရှိသေးတဲ့ခလေးငယ်တစ်ယောက်ရုတ်တရက်အဆုံးပါသွားတဲ့အဖြစ်ပြပါ ဟုတ်တယ်အဲ့ဒီမှာခလီထိန်ကျောင်းဘက်ကပြောတဲ့ဇလန်တစ်ခုရှိတယ်ဒါပေမဲ့ခလီရဲ့ဖခင်နဲ့နောက်ပိုင်းပေါ်လာတဲ့အထောက်ထားတွေကလုံးဝကိုတခြားစီဖြစ်နေတယ်ဇလန်နှစ်ခုကထိတိုက်တွေးနေလားဗော ဆိုတော့ဒီနေ့မှာအဲ့ဒီအချက်လက်တွေကိုတစ်ခုချင်းစီကြည့်ပြီးတော့ဘာတွေဖြစ်နိုင်လဲဆိုတာကိုနားလည်အောင်ကြိုးစားကြည့်ကြတာပေါ့ဒီအဖြစ်ပြမှာအဓိကကတော့ခလေးရဲ့ဖခင်ပဲလေသူ့ရဲ့10လအရွယ်သမီးလေးကိုဆုံးရှုံးလိုက်ရတယ်သူ့ကိုပေးရဲ့အဖြေကနှုတ်တီးသွားတာတဲ့နိုတီးတယ်ဆိုတဲ့စကားတစ်ခုနဲ့ပဲဒါပေမဲ့အဲ့ဒီရှင်းပြချက် ကအစာတွေကတစ်ခုခုလွဲနေရလို့ခံစားရတယ်ဟုတ်တယ်လုံးဝမခိုင်လုံးဘူးအဲ့တော့ပထမဆုံးမကိုင်းညီတဲ့အချက်ကဆေးရုံကနေ direct ထွက်လာတာပဲเนาะဟုတ်ပါတယ်ဆရာဝန်ရဲ့အတည်ပြုချက်ဆရာဝန်ကဘယ်လိုပြောခဲ့လဲဆိုတော့ကလေးကဆေးရုံကိုမရောက်ခင်အနည်းဆုံးတစ်နိုင်လောက်ကတည်းကတည်ဆုံးနေခဲ့ပြီတဲ့အဲ့ဒီအချက်ကအရန်အရေးကြီးတယ်